အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုသူရပါဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ငွေစုအသက်အမကန်ထားပြီးရင်တဲ့ကိုစူဆိုက်လုပ်ပြီးတက်တည်လိုက်ရောအမကန်အကျုံးဝင်လာအရောရလာပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်ရှင်းပြခြင်းပါတယ်ကျွန်တော်တို့ AIA မြန်မာမှာရှိတဲ့အမကန် product ထဲမှာဆိုရင်တော့သူဒီအသက်အမကန်ထားပြီးတော့တစ်နှစ်အတွင်း365ရက်ပေါ့နော်365ရက်အတွင်းကို suicide case ဖြစ်တာမျိုးဆိုရင်တော့အမကန်ကအကျုံးမဝင်ပါဘူးရော်ချင်းကိုညင်းပယ်ရပါလိမ့်မယ်365ရက်ကိုကြော်ပြီးတော့မှဒုတိယနှစ်တတိယနှစ်အဲ့နှစ်တည်ကြတော့မှပဲ suicide လုပ်ခဲ့တယ်ဆိုရင်ဒါအမကန်အကျုံးဝင်ပြီးတော့မှရော်ချင်းရနိုင်ပါတယ်ဒါကတော့ကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့အပိုင်းလေးပေါ့နော်နောက်တစ်ခုကတော့ဘာဖြစ်လို့ဒီလိုဖြစ်တာလဲဆိုရင်ဒီကိုတက်တည်ဖို့ suicide လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ဆုံးဖြတ်ချက်ဆိုတာလက်တလောလက်ငင်းချက်ချင်းအချိန်ကာလအရှည်ကြီးမဟုတ်ဘဲနဲ့ချက်ချင်းစိတ်ခံစားမှုပေါ်မှာ emotion ပေါ်မှာသူခံစားပြီးဆုံးဖြတ်တာလို့ယူဆပါတယ်ယူဆတဲ့အတွက်သူကတစ်နှစ်လောက်ဟုတ်ပြီငါတော့အမကန်ထားမယ်ပြီးရင်ကိုတက်တည်မယ်အဲ့လိုမျိုး plan ချပြီးတော့မှလုပ်မယ်ဆိုရင်တော့မှတစ်နှစ်လောက်နေကိုဒီငါတည်သေးရလားအတည်လိုက်လို့အကျိုးရှိသွားမှာဒါမှမဟုတ်အဲ့ကြားထဲမှာဘောမှာထပ်ပြီးတော့မှနေချင်းစရာအကြောင်းအရာတွေအကြောင်းပြချက်တွေပေါ်လာနိုင်ပါတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်အမကန်ကုမ္ပဏီတွေကတော့ဒါ suicide case တွေကိုတစ်နှစ်ကျော်သွားပြီးရင်တော့လက်ခံပေးပါတယ်ရော်ပေးပါတယ်ခင်ဗျာအလောင်းမတွေ့တဲ့ case တွေဆိုရင်တော့နှစ်နှစ်အနည်းဆုံးစောင့်ရပါတယ်နှစ်နှစ်စောင့်ပြီးတော့မှဒါမိသားစုကိုတည်ခြင်းသွင်းမိသားစုစင်းတွေကနေထုတ်ပြီးတော့မှဒါအမကန်ရော်ပေးတာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောဒါနဲ့ပတ်သက်ပြီးတော့မှဘယ်လိုတွေများထင်မြင်စကြလဲကျွန်တော်ကို comment မှာရေးပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ